ကျောင်းကနေတွင်တင်ပေးတဲ့အရာထွင်းပေးတဲ့အရာအပြင်ကျွန်တော်အခုဆိုရင်လူရှိအမတ်တရရလည်းမကဘူးနှုတ်ပတ်တော်လည်းဝင်ကတက်သေးခံနိုင်ပြီဖြစ်တယ်ပြီးတော့ဘုရားခင်ကျွန်မကိုခေါ်ထားတယ်ဆိုတဲ့သူရမှုတော်တက်ခေါ်ထားတယ်ဆိုတဲ့ယူပါယုံလည်းကျွန်မနားလည်လာတဲ့အချိန်မှာခုတော်တက်တတ်နိုင်သမျှဆက်ကပ်မယ်ပြီးတော့သူတစ်ပါးအတွက်လည်းပုံနဲ့တေကောင်းဖြစ်နေအသက်ရှင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်လည်းချနိုင်လာတယ်ဆိုတဲ့အကြောင်းတက်သေးခံချင်တယ်ကျွန်တော်ဒီ2015 TSO လေးကျောင်းတက်ခြင်းအပြင်ဘုရားသခင်နဲ့ပူးပြီးခြင်းနဲ့ကျောင်းဝင်တက်လာဖြစ်ပါတယ်ခွေတမ်းယူခြင်းအပြင်ရှုပ်ကိန်းလို့နေခြင်းအပြင်ကျွန်တော်ဘုရားနဲ့ပူးပြီးခြင်းနဲ့ကျောင်းဝင်တက်လာတာဖြစ်ပါတယ်ဟာမျိုးလင်းချက်မဲဆိုတဲ့ဘဝကိုတက်ရှင်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်မမေတ္တာကိုအရန်ရှာဖွေခဲ့တာဖြစ်တယ်ဘေမမမေတ္တာလေးနှွေးထွေးတဲ့မေတ္တာလေးကျွန်မတစ်ခါမှမခံစားခဲ့ဘူးဒါပေမဲ့ဒီ2015 TSOD တက်ခြင်းအပြင်ကျွန်မဖခင်မေတ္တာအပြည့်အဝခံစားရတဲ့အပြင်ကျွန်မမျိုးလင်းချက်မဲတဲ့ဘဝနဲ့အခုကျတော့မျိုးလင်းချက်တွေရှိလာတဲ့ဘဝတွေကိုရောက်လာပါယူပါယုံကျွန်မထားတတ်လိုက်အဲ့ဒီယူပါယုံကိုဘယ်လိုရှောက်လိုက်မလဲဆိုတဲ့အရာကိုကျွန်မသိရှိတာဒီကျောင်းမှာတက်ချင်အားဖြင့်တောင်းချင်စုပ်ကင်းနေမှာတရှင်လုံးဝင်ငယ်ရဲ့တို့တီချင်ခံရတယ်လို့တကယ်ပဲနမိတ်လက္ခဏာလေးကိုသိခံစားရတယ်နောက်ဆက်ကတော့ဒီကြောင့်တရားချအပြင်အတော့ပါစကားကိုစူတောင်းခြင်းအပြင်ကျွန်တော်တက်တာမှာတကယ်တိဆောက်တက်တာဖြစ်ပါတယ်။၆တော့ပါစကားတကယ်ဒီကိုပါတဲ့စူတောင်းချက်ဖြစ်ပါတယ်။ကျွန်တော်တက်တာမှာတကယ်မရှိမဖြစ်လိုအပ်တဲ့စူတောင်းချက်ဖြစ်ပါတယ်လို့ခေါင်းဆောင်တရားနှလုံးသားခေါင်းဆောင်တရားစိတ်ထားကိုကျွန်တော်တည်ယူခဲ့မိပါတယ်။ကျွန်တော်ညီမတို့တက်ရှိလို့ဆိုပါဘာမှမဖြစ်ဘူး။ဒါမဲ့အဲ့ဒီကြောင်းလာရင်းနဲ့ကျွန်တော်တက်တာချင်းတက်ရှိလို့လူတီချီကိုခံခဲ့တာပေါ့အဲ့ဒါကျွန်မအခုချင်းကျွန်မကိုဟာကိုဘာစဘာမှမသိဘူးနော်အခုချင်းကိုဟာကိုတော့မထင်နိုင်ဘူးအဲ့ဒါတော့တက်ရှိလို့ညီမကျွန်မကိုမလဲတူချီခံခဲ့ပါတယ်ကျွန်တော်နာမည်ကကျော်ပြပါတယ်ကျွန်တော်ဒီ2015ဒီဆိုပြီးကြောင်းတက်တဲ့အချိန်မှာဆိုကင်းနေလို့တဲ့ခါမှာဘုရားသခင်ကျွန်တော်ကိုများစွာစကားပြောရတယ်ဘုရားသခင်ရဲ့မျက်မှောက်တော်တွေကိုကျွန်တော်ခံစားလာခဲ့ရတယ်ဘုရားသခင်ကျွန်တော်ကိုတိုးထိလာတဲ့ခါကျတော့ကျွန်တော်အသက်တာကသူများတဲ့ခါကိုမပြောဘဲနဲ့မနေနိုင်တော့ဘူးကျွန်တော်ကအရင်ပြောချင်လာတဲ့စကားတွေပြောချင်ချင်မှာကျွန်တော်တရားတွေပါတယ်ဘုရားသခင်ရဲ့အကြောင်းတွေကိုသူများရှိမှအင်္ဂလိပ်တရားတွေပါတယ်ပြောချင်တာရဲရင်ချင်းတွေရတယ်ကျွန်တော်မျိုးစုံမျိုးလို့ခေါ်ပါတယ်ကျွန်တော်ဒီ DSOD ကြောက်တက်ခြင်းအဖြစ်ဘုရားရဲ့ဝိညာဉ်တော်ဘုရားရဲ့တိုးထိချီလို့ကျွန်တော်ခံစားခဲ့ရပါတယ်။ဒီအချိန်ဒီမှာလည်းဆိုတော့ကျွန်တော်တို့ရဲ့စော့ကီလုပ်တဲ့အချိန်မှာပို့ပြီးတော့တွေ့ကြုံခဲ့ရပါတယ်။ဘုကပတ်တော်လေ့လာတဲ့အချိန်ဒီမှာတော့ကောင်းကွာတိုင်းရေးတဲ့အချိန်မှာတော့ကောင်းကျွန်တော်ကပို့ပြီးတော့ဘုရားသခင်ရဲ့စကားပြောခြင်းကိုခံခဲ့ရပါတယ်။အရင်ကဆိုတက်ရှင်ဝင်တော့ဘယ်လိုတိုးထိလဲဆိုတော့ကျွန်တော်နားမနေဘူးဒီကိစ္စစက်ဆောင်ဖတ်တဲ့အချိန်တရားဟောတာတဲ့အချိန်ပြီးရင်မြင်အောင်ချင်းစီသူတစ်ပါးပဲကောက်ချင်းဖြစ်စီတယ်လို့ဆိုတော့ကျွန်တော်နားနေလာပြီးတော့ဖျားရနိုင်ငံတော့ဘလို့အစေဘလို့လုံးသားနဲ့အစေခံရမလဲဆိုတော့ကျွန်မနားနေတာလေ Come on make some noise for Jesus
ကျမရဲ့တက်တာဖြစ်တယ်ကြောင်းရခဲ့ပါတယ်ဒါပေမဲ့ကျမရဲ့တက်တာမှာတစ်ခါမှမခံစားဘူးလို့မျိုးတို့ထိမှုပဲဘုရားစကားပြောချင်ကျမခံစားခဲ့ရတယ်အမြင်နဲ့ကျေလာတယ်ကျမရှေ့စစ်ကျမရဲ့နာကမှာကျမဘာလုပ်လဲဆိုတော့ဒါယူပါရောဒါယူပါပေးချင်တယ်ကျမဘုရားခေါ်တဲ့ရာကျမသိရှိရတယ်ချိန်တွေမှာကျွန်တော်ညရှုခင်းလို့တဲ့ချိန်မှာဝိညာဉ်တော်ရဲ့တုထမှုတွေကျွန်တော်ခံစားရတယ်အတုံးပိုင်းမှာကျွန်တော်တက်လိုက်တယ်လို့ခံစားရတယ်အဲ့ဒီချိန်ကစပဲကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံးမှာကျွန်တော်ပြောင်းလဲမှုတွေဖြစ်ပေါ်လာတယ်SOD တင်တာကိုတက်ရောက်ခြင်းအပြင်ကျွန်တော်ရဲ့အသက်တာထဲမှာအဲ့ချင်းမဝိညာဉ်တော်ရဲ့တူတီချင်းကိုကျွန်တော်ဘုရားသခင်နဲ့အတူစုပ်ကင်းလို့နေအားဖြင့်ကျွန်တော်ရဲ့အခမ်းအနားကိုထဲမှာဘုရားသခင်ရဲ့ဝိညာဉ်တော်စတင်တက်လာတဲ့အခါမခံမရက်နိုင်အောင်ရက်စစ်လိုက်လို့ကျွန်တော်ကိုကျွန်တော်တော့မတိတော့တဲ့အဖြစ်ကျွန်တော်အမြဲခံစားရပါတယ်အသက်တာထဲမှာဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ရအတွက်ခန္ဓာပိုင်းဆိုင်ရာမှာဝိညာဉ်ပိုင်းဆိုင်ရာမှာဘယ်လိုအသက်ရှင်သွားရမလဲဆိုတာကိုသင်ကြားပေးခဲ့ပါတယ်တက်တာမှာအနာဂတ်လုံးဝစိတ်ချမှုကိုရရှိခဲ့ပါတယ်။ဒီမှာကျန်းစာဖတ်ရင်းနဲ့တော့၎င်းကျမစိုးကင်းလို့ရင်းနဲ့တော့၎င်းသူ့တောင်းနေတဲ့အချိန်မှာတော့၎င်းတကယ်ဖျားရဲ့တကူတော်ဟာကျမပုံမှာစင်းစင်းမှာအနာရောဂါတွေလည်းပျောက်ခဲ့တာကိုကျမခံစားရတယ်။ကျဆိုဒီကြောင့်တက်ချင်းအဖြစ်ကျွန်တော်ရဲ့တက်တာမှာတော့ပုံမှာဝင်နေတော့တက်ရောက်တဲ့ခါမှာဘယ်လိုခံစားရလဲဆိုရင်ရက်စစ်စီးတယ်လို့မျိုးကဲပဲကင်လို့ဆွဲလို့တဲ့ဗျာခါလိုက်တယ်လို့မျိုးပဲခံစားရတာဖြစ်တယ်။အဲဒီတော့ကတော့ဝေခချင်းအဖြစ်ကျမရဲ့နောက်ကနေဝိညာဉ်တော်တို့တို့ထင်ချင်းတွေကိုခံစားလာရဖြစ်တယ်။မှဒီကြောင့်လာတော့ကအခြားတော့ပါလာစကားမပြောတတ်ဘူး။ကိုအခြားတော့ပါလာစကားနဲ့များများစကောက်တတ်လာ။ This victory and now I'm running in my destiny for your glory I will go I အတန်တော်တွေဖျားရဲ့ယူပါယူကိုဒီစုပ်တိတိုင်းမှာရခဲ့တာဖြစ်တယ်ပြီးတော့ကျမဖျားရဲ့ချစ်ချင်းမြတ်တာကိုလက်တွေ့ခံစားခဲ့ရတာဖြစ်တယ်ဆူတောင်းတဲ့အခါမှာကျမအဖြေကိုရခဲ့တာဖြစ်တယ်ကျမရဲ့ personal ဆူတောင်းခြင်းအချိန်တွေဟာဖျားနဲ့တကယ်ပဲတွေ့ခဲ့တဲ့နေရာဖြစ်တယ်2015ဒီ DSOD ကိုတက်ရတဲ့အကျိုးအကျေးဇူးကြောင့်ရောက်ခြင်းနဲ့ကျွန်တော်ပျော်ရွှင်ခြင်းကိုကျွန်တော်ခံစားရပါတယ်သိချခြင်းနဲ့စိတ်တွေစီခံခြင်းနဲ့စိတ်တွေအလိုလိုပေါ်လာပါတယ်ချိန်မှာကျွန်တော်ကယူပါယူနေကြခဲ့တယ်ပြီးတော့ဖျားနဲ့ထိတွေ့တဲ့ရတာကိုကျွန်တော်ခံစားရတယ်ချက်အသက်တာအောက်ခြေကနေတင်ယူမှုတွေကိုကျွန်တော်ရရှိခဲ့တာဖြစ်တယ်ဝိညာဉ်တော်နဲ့ဇင်းနေခြင်းတွေကိုကျွန်တော်မြင်တွေ့ရတယ်ကျွန်တော်ရဲ့အမြင်နဲ့ကျွန်တော်ရဲ့အတွေးခေါ်တွေကိုပြောင်းလဲခဲ့ပါတယ်။လူကပတ်တော်ထဲမှာပါတဲ့တကူတော်ဟာအများကြီးကိုကျွန်တော်ကိုပြောင်းလဲစေခဲ့ပါတယ်။ကျွန်မပေါ်ထားတဲ့လှုပ်စေခြင်းတဲ့အရာတွေကိုသိရှိလာခဲ့တာဖြစ်တယ်။ဒါနဲ့ကျွန်မကအမှုတော်ကျွန်မပေါ်ထားတဲ့ဆိုတဲ့အရာတွေကိုကျွန်မသိရှိလာခဲ့ရတယ်။ချစ်ကြခြင်းကြောက်ရွံ့ခြင်းတွေမရှိတော့ဘဲနဲ့အပေါ်ဖျားကျွန်မရေးရင်ချင်းတွေလေးတာလို့ဆိုတဲ့အရာကိုကျွန်မတကယ်လက်တွေ့မြင်ရတာဖြစ်တယ်။ Now there's nothing in this world that could ever satisfyကြောက်လာတဲ့ခံမှာတကယ်ပဲကျွန်တော်ရဲ့နေဘလူနာခံမလဲကြောက်ကြောက်ဘူးလေးလာမလဲပြီးတော့ဒီစုလို့တောင်းရမလဲဆိုတာအစအမှစဒီစိတ်မှာစအကုန်လုံးသိရတာဖြစ်တယ်ဒီရောက်လာပြီးတဲ့ကကျွန်တော်ရဲ့ယူတူချင်တာလုံးဝအောင်ချာနာတောင်းလဲလာပြီဖြစ်တယ်သူ့ပတ်မှာဝိညာဉ်တော်နဲ့ပဲကျွန်တော်ယူတူဖြစ်တယ်အဲ့ဒါခင်ဗျပတ်သက်ပြီးတော့ရင်းနှီးတော့ဝင်ဖို့ကျွန်တော်ကောင်းကောင်းရခဲ့ပါတယ်တိုက်ကျွန်တော်ဝင်ကျွန်တော်ရဲ့တိုးထွေးမှုတွေကိုကျွန်တော်ရှင်းစစ်တက်လိုက်တယ်လို့ခံစားခဲ့ရအရာကိုစက္ကန့်ချင်တဲ့နှုံးသားကျွန်တော်မှာဖြစ်ပေါ်ခံစားရပါတယ်ဒီ2015ထိအစောဒီကြောင့်တက်ချင်အဖြစ်ဒီဘာအတွက်ပျောက်ဆုံးတဲ့ဝိညာဉ်တွေတိုင်းနိုင်ငံတွေအတွက်စားပြီးစတောင်းပေးတဲ့တူတယောက်တိဝိညာဉ်ကိုဖျားပေးတယ်ပေါ့နော်ကြောက်တဲ့စိတ်ဆိုးရင်တဲ့စိတ်တွေကိုဖျားဖေရှားပေးတယ်
ကြောင်းတရားချင်းအဖြစ်ကျွန်တော်တက်တာထဲမှာအဲ့တော့ဆိုတော့ဘလို့အစီခံမယ်ဘလို့နှိမ့်ချမယ်ဆိုတော့ကျွန်တော်တကယ်ပဲသင်ယူမိတာဖြစ်တယ်2015 PS ဒီကြောင့်ဒီချင်းအဖြစ်တော့ကတော့ဘယ်လောက်တော့တကူးချင်းလဲဆိုတာကျွန်တော်သိခဲ့ရတယ်။တော့ကတော့ဖတ်တဲ့ခါမှာဗျာအစင်းတို့ရင်တော့ကျွန်တော်ဖွင့်ပြတယ်။နည်းရရကျွန်တော်ဖွင့်ပြတယ်။ကြားရမိတာကျွန်တော်ဒီတင်တန်းမှာကျွန်တော်ခန်းစားခဲ့ရပါတယ်။ ကျွန်တော်ဒီ2015တရားဆိုရင်ကြောင်းတဲ့အချိန်လေးမမြင်ဘူးလေကျွန်တော်ဝင်းမဖျားရဲ့အလုပ်လုပ်ချင်းနေဝင်းမဖျားရဲ့တူးချစ်ချင်းနဲ့ကျွန်တော်မြင်တွေ့လာရပါတယ်ကျွန်တော်ကိုယ်တိုင်နဲ့ခံစားလာပါတယ်ဝင်းမဖျားနဲ့ကျွန်တော်ရင်းနှီးကြောင်းကိုတက်လာတယ်ဒီအခြားဘက်ကကမှာဘယ်လောက်ထိတကူပါလဲဆိုတော့သိခွင့်ရရှိတာ တရားဆိုတဲ့ကြောင့်တဲ့ချေအဖြစ်အချိန်နိုင်ကိုလည်းကျွန်တော်တန်ဖိုးထားတာလာတော့ဒီတရားစုပ်ဒီကြောင်းရလာတော့တယောက်ချင်းပဲကျွန်တော်တက်တာမှာပြောင်းလဲခဲ့တာတော့ညဆိုကျွန်တော်တက်တာမှာဆွတ်တောင်းခြင်းမရှိခဲ့ဘူးဆွတ်တောင်းခြင်းနဲ့ပတ်သက်ပြီးတော့ဘလို့ဆွတ်တောင်းရမလဲဘာပြုဆွတ်တောင်းရမလဲဆိုတာကျွန်တော်ဆွတ်တောင်းတက်လာခဲ့တယ်ဒါကြောင့်မို့လဲဒီမှာကျွန်တော်တက်တာမှာဒီကြောင်းကိုတယောက်ချင်းအဖြစ်ဆွတ်တောင်းခြင်းတက်တာမှာပြောင်းလဲခဲ့ပါတယ်လို့အဲ့ဒါအချိန်ယူခြင်းရဲ့အရာတော့အကျိုးရတော့ရှိတယ်။ဒါကစီရလာတဲ့ကောင်းချီးနေတာနဲ့ဗိတ်တိတ်ချင်းဘယ်လိုယူရလဲဆိုတော့ကျွန်တော်သိရှိနားလဲ။ဒီစီရဆမရဲ့ကောင်းချီးပေးချင်ရတယ်ကျွန်တော်ယူပါရရှိခဲ့တယ်။အဲတပည့်တော်တယောက်ရဲ့နေထိုင်ဖို့အသက်တာလူလဲဆိုတော့ကျွန်တော်ကောင်းကောင်းလေးသိရှိနားလဲ။ကြောင်းလာတက်ချင်းအဖြစ်နှိမ့်ချခြင်းတွေတကယ်ပဲအစိခံခြင်းတွေကိုကျွန်တော်သင်ယူခဲ့ရပါတယ်အစိုးကိန်းတွေလုပ်တဲ့အချိန်တွေဆူတောင်းတဲ့အချိန်တွေမှာသက်ရှင်တော်ဝိညာဉ်တော်ဖခင်ကျွန်တော်ရဲ့တက်တာမှာတကယ်ပဲတိတွေ့ပြီးမှဟိုတကယ်မျက်မှောက်တော်ထဲမှာကျွန်တော်ဘာမှမသိတော့မှခံစားရတဲ့အချိန်တွေမြောက်မားတော့ကျွန်တော်ခံစားရတယ်ကျွန်တော်ရင်တော့ဘာသာထဲမှာပြုံမြုပ်ခဲ့တယ်ဒါပေမဲ့ဘာသာရဲ့အမြင်ကိုကျွန်တော်ပြောင်းလဲသွားတယ်တုတ်ကင်းချင်းမှာတော့ကောင်းအထမ်းအချိန်မှာတော့ကျွန်တော်ဖခင်ရဲ့ရင်းနှီးကြုံမှုရတယ်ဖခင်စကားပြောခြင်းဖခင်တိုးတီးခြင်းဝိညာဉ်တော်ရဲ့စကားပြောခြင်းတို့ခံစားရတယ်အခင်လူတယောက်ဝိညာဉ်ဖခင်ဝိညာဉ်ရဲ့ကောင်းဆောင်ထားရဆိုကျွန်တော်သိခွင့်ရတယ်ဒီကြောင့်တက်ချင်အပြစ်ကျမတက်တာနဲ့ဝိညာဉ်တော်ရဲ့စကားပြောခြင်းတူတီချင်းတွေကျမခံစားရတယ်။ဘုရားကျမကိုဘယ်လောက်ချစ်တယ်ဆိုတဲ့အရာကိုကျမယူပါရုံနဲ့လည်းကျမမြင်ခဲ့တယ်။သူတစ်ပါးပေါ်မှာကျမချစ်တဲ့စိတ်ကလေးတွေရှိလာခဲ့တယ်။သူတစ်ပါးပေါ်မှာကျမဝန်တာစိတ်တွေရှိလာခဲ့တယ်။ I can do anything I can do all things 'cause it's you who gives me strength